တော့မိသားစုနဲ့ထိုင်ကျုံမှာရှိရဲ့နန်ရှင်းကုန်းရံကိုပြောဝဲသားထွက်လာပါတယ်။ရှေ့ရက်တွေကအရန်အိတ်လို့ကလေးတွေအိမ်မှာပဲနေရတာပြင်းလာပြီ။ဒါကြောင့်ဒီနေ့ကလေးရောလူကြီးရောစိတ်ပြေလက်ပြောက်ပန်းကြံကိုထွက်လိုက်တာပါ။ပန်းကြံနဲ့ဝင်လိုက်တာနဲ့လမ်းဆန်းသွားတဲ့ခံစားချက်ကိုခံစားလိုက်ရတယ်။ကြည့်လိုက်ပါအောင်ပန်းကြံရတော့ကျဲတယ်။တစ်ပင်နေလည်းများတော့နွေရာသီမှာအရေးအေးနဲ့လမ်းလျှောက်လို့ကောင်းတဲ့နေရာပဲမြက်ခင်းမြင့်ပေါ်မှာကလေးတွေစော့နေကြတယ်မိသားစုလိုက်ပြောဝဲစားထွက်တဲ့လူတွေလည်းရှိတယ်အနီးနားမှာနေတဲ့လူတွေကခွေးချောင်းထွက်ရင်းနဲ့လမ်းလျှောက်ထွက်လာကြတယ်ပန်းချန်ထဲမှာလမ်းလျှောက်ပြီးတော့အခုတော့နည်းနည်းပိုက်စားလာပြီဒါကြောင့်ဒီမှာပဲမိသားစုနဲ့နေ့လည်စာစားကြမယ်好喝。好。都好吃对不对？好吃对不对？是啊。谢谢你呀。哦，ကလေးတွေပိုက်စားလွယ်တယ်ဒါကြောင့်အသီးလေးတွေယူလာတာတော့စင်ပြေ拿着。然后吗？ဒီနေရာရောက်ရင်ကလေးတွေအိမ်ပြန်မခေါ်ခတ်တာပဲကလေးတွေကြိုက်တဲ့ရှော့စီရဲ့နေရာတွေရှိတယ်ခြားကစားစရာတွေနဲ့သဲတွေဆော်လို့ရတယ်အမိုးမှာလုပ်ပေးထားတော့ကလေးတွေနေဘူးမှလည်းမကြောက်အောင်အိမ်မှာပဲအိမ်မှုကိစ္စတွေနဲ့ကလေးထင်းရတာတွေလောက်ရတာကြတော့တစ်ခါလေးစိတ်ဝန်းကျက်လာတယ်ဒီလိုပန်းချံမှာကလေးတွေနဲ့တူလမ်းရှောင်ရင်းနဲ့သူတို့နဲ့ဆော့လိုက်တော့စိတ်ထဲမှာပတော်လေးပေါ်ပါသွားတယ်ငငယ်ကလေခွင်းထဲမှာဆော့ကြတဲ့အချိန်တွေကိုတောင်မှသတိရမိတယ်ဒီနေ့တော့မိသားစုနဲ့ထိုင်ရှင်းကုန်းရံကိုလာလဲနေလေးကိုမျှဝေလိုက်တာပါဒီနေ့ vlog လေးကိုသဘောကျတယ်ဆိုရင် subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်